နာရူတိုဇလန်းမှာပါဝင်ဖို့မရှိခဲ့တဲ့ဆာစကဲနာရူတိုဇလန်းကိုကြည်ဘူးသူတိုင်းအတွက်ဆာစကဲကိုချီအားဆိုတာမရှိမဖြစ်အရေးပါတဲ့ကာရီတာတစ်ယောက်ပါအန်ဩစရာကောင်းတာကတော့နာရူတိုဇလန်းရဲ့အဓိကကာရီတာတစ်ယောက်ဖြစ်လာမဲ့ဆာစကဲဟာမူလအစီအစဉ်ထဲမှာတော့ပါဝင်ဖို့မရှိခဲ့တာပါနာရူတိုရဲ့အဓိက rival ဥချီယာကလန်ရဲ့နောက်ဆုံးကြံရည်သူတစ်ယောက်ဖြစ်တယ်လို့ဇလန်းရဲ့အရေးကြီးဆုံးအဖြစ်အပျက်တွေနဲ့ချိတ်ဆက်နေခဲ့တဲ့ကာရီတာတစ်ယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့တကယ်လို့သာကီရှီမိုတိုရဲ့မူလအစီအစဉ်အတိုင်းဇလန်းကိုဆက်ရေးခဲ့မယ်ဆိုရင်ကျွန်တော်တို့သိထားတဲ့ဆာစကဲကိုချီယာဆိုတဲ့ကာရိုက်တာဟာပေါ်လာခဲ့မှာတော့မဟုတ်ပါဘူး။ဒါဆိုရင်ဆာစကဲဟာဘလို့ကြောင့်နာရူတိုဇလန်းထဲကိုရောက်လာခဲ့တာလဲ။ပြီးတော့နာရူတိုရဲ့အဓိက rival တစ်ယောက်ဖြစ်လာတဲ့အထိဘလို့ဖန်တီးခဲ့တာလဲ။ဒီနေ့မှာတော့နာရူတိုရဲ့အရေးကြီးဆုံးကာရိုက်တာတွေထဲကတစ်ယောက်ဖြစ်လာခဲ့တဲ့ဆာစကဲကိုချီယာရဲ့မူလအစနဲ့ဖန်တီးခံခဲ့ရတဲ့နောက်ွယ်ကအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ channel ထဲမှာနောက်ထပ်နာရူတို series တွေကစိတ်ဝင်စားကြအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးနေရကြောင်းဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်။ဒါအပြင်ဗီဒီယိုလေးတွေကိုသဘောကျရဆိုရင်တော့ like and subscribe လုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့အောင်ဗျ။ဒါဆိုရင်တော့ပြန်ဆက်လိုက်ရအောင်။နံပါတ်1 Sasuke မပေါ်ခင်နာရူတိုရဲ့မူလအစီအစဉ်နာရူတိုမန်ဂါကိုစတင်ဖန်တီးနေတဲ့အစောပိုင်းကာလတွေမှာကီရှီမိုတိုရဲ့အာရုံစိုက်မှုကနာရူတိုဥဆူမာကီတယောက်တည်းအပေါ်မှာပဲအဓိကထားခဲ့တာပါ။အထီးကျန်နေတဲ့ကောင်လေးတယောက်ကတနေ့မှာဟိုကာကဲဖြစ်လာဖို့ကြိုးစားသွားတဲ့ခရီးစဉ်ကိုအဓိကထားပြီးဇလန်းကိုတိစောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဇလန်းရဲ့အနာဂတ်အကြောင်းအတစ်တာနဲ့ဆွေးနွေးတဲ့အချိန်မှာတော့အတစ်တာစီကအရေးကြီးတဲ့အကြံတစ်ခုရရှိခဲ့ပါတယ်။နာရူတိုတယောက်တည်းကိုပဲအဓိကထားမယ်အစားသူနဲ့အမြဲတမ်းရှင်ပြိုင်နေမဲ့ rival character တယောက်ထည့်သင့်တယ်ဆိုတဲ့အကြံပါ။အဲ့ဒီအကြံကနေစပြီး Sasuke Uchiha ဆိုတဲ့ character ကို Kishimoto ကဖန်တီးခဲ့တာဖြစ်ပါတယ်။ကီရှီမိုတိုကိုယ်တိုင်လဲဆာစကဲမရှိသေးတဲ့အချိန်မှာဇလန်းကဘယ်ကိုဆက်သွားရမလဲဆိုတာအခက်အခဲရှိခဲ့တယ်လို့ပြန်လည်ပြောပြထားပါတယ်။နံပါတ်2ဆာစကဲကိုဘယ်လိုဖန်တီးခဲ့လဲ။ rival တယောက်လိုအပ်တယ်ဆိုတဲ့အကြံရပြီးနောက်ကီရှီမိုတိုဟာနာရူတိုနဲ့ဆန့်ကျင်ဘက်ဖြစ်မယ်ကာရီတာတယောက်ကိုစတင်တည်ဆောက်ခဲ့ပါတယ်။နာရူတိုကတက်ကြွပြီးစိတ်ခံစားချက်တွေကိုပေါ်ပေါ်လွင်လွင်ပြသတဲ့ပုံစံဖြစ်တာကြောင့်ဆာစကဲကိုတော့ပိုပြီးတည်ငြိမ်အေးဆေးတဲ့ကိုဂျီနီရဲ့ပုံစံနဲ့ဖန်တီးခဲ့ပါတယ်။ rival relationship ကိုပိုကောင်းအောင်ဖန်တီးနိုင်မှုအတွက်ကီရှီမိုတိုဟာတခြားမန်ဂါတွေက rival character တွေရဲ့ဆက်ဆံရေးတွေကိုလည်းလေ့လာခဲ့ရပါတယ်။ဒါအပြင် Sasuke ရဲ့နာမည်မှာလည်းစိတ်ဝင်စားစရာအချက်တစ်ခုရှိပါတယ်။ Sasuke ဆိုတဲ့နာမည်ဟာဂျပန်ရိုးရာဇာတ်လမ်းတွေကနာမည်ကြီးနင်ဂျာဇက်ကောင်ဆာရူတိုပြီး Sasuke စီကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကီရှီမိုတိုသဘောကျတဲ့မန်ဂါဖန်တီးရှင်ရှီရာတိုဆမ်ဘေးရဲ့ Sasuke မန်ဂါကလည်းဒီနာမည်ကိုဖန်တီးရမှာလွှမ်းမိုးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ပြီးတော့ Sasuke ရဲ့ character design ကလည်း Kishimoto အတွက်အလွယ်တကူဖန်တီးနိုင်ခဲ့တာမဟုတ်ပါဘူး။ Naruto နဲ့မတူပဲကြီးလိုက်တာနဲ့အေးဆက်ပြီး Paramission ပုံစံပေါ်လာအောင်ဒီဇိုင်းကိုတေချာတည်ဆောက်ခဲ့ရပါတယ်။နံပါတ်3 Sasuke မရှိရင် Naruto ဘယ်လိုဖြစ်သွားမလဲ။ဒါဆိုရင် what if ပုံစံမျိုးနည်းနည်းလေးတွေးကြည့်ရအောင်။တကယ်လို့ editor ရဲ့အကြံပေးချက်မရှိခဲ့ဘူးဆိုရင် Sasuke ဆိုတဲ့ character ပေါ်လာခဲ့ပါမလား။အဲ့ဒါကတော့တေချာမပြောနိုင်တဲ့အချက်ဖြစ်ပြီးဒါပေမဲ့ Sasuke ပေါ်လာပြီးနောက်နာရူတိုဇလန်ရဲ့အဓိကအကြောင်းအရာတွေဟာသူနဲ့အတူတဆင့်ပြီးတဆင့်ချိတ်ဆက်သွားခဲ့တာတော့အမှန်ပါပဲ။ Uchiha ကလန်ရဲ့ကြေကွဲဝယ်သမိုင်း Itachi Uchiha ရဲ့ဇာတ်ကြောင်းရှာရင်းကန်နဲ့မန်ဂကျူးရှာရင်းကန်ရဲ့နောက်ခံအကြောင်းအရာတွေပြီးတော့နာရူတိုနဲ့ Sasuke တို့ရဲ့ပြိုင်ဆိုင်မှုတွေကနေဖြစ်ပေါ်လာတဲ့အဓိကပြဿနာတွေဟာနာရူတိုဇလန်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်နာရူတိုနဲ့ Sasuke တို့ရဲ့ဆက်ဆံရေးဟာရိုးရိုးပြိုင်ဆိုင်မှုတစ်ခုထပ်ပိုပြီးနက်နဲလာခဲ့ပါတယ်။ကီရှီမိုတိုကိုယ်တိုင်ကလည်းနာရူတိုနဲ့ဆာစကဲကိုရင်နဲ့ရန်လိုစန့်ကျင်ဘက်ဖြစ်ပေမဲ့တယောက်နဲ့တယောက်ဆက်ဆက်နေတဲ့ကာရီတာနှစ်ယောက်အဖြစ်မြင်ထားခဲ့ပါတယ်။ဒါကြောင့်ဆာစကဲမရှိခဲ့တဲ့နာရူတိုကိုစိတ်ကူးကြည့်မယ်ဆိုရင်ကျွန်တော်တို့သိထားခဲ့တဲ့နာရူတိုဇလန်းနဲ့တော့တော်တော်လေးကွဲပြားနေမှသိကြပါတယ်။အခုဆိုရင်တော့အတစ်တာရဲ့အကြံပေးချက်တစ်ခုကနေစတင်ခဲ့တဲ့ကာရီတာတယောက်ဟာနောက်ဆုံးမှာတော့နာရူတိုရဲ့အဓိက rival ဖြစ်လာပြီးဇလန်းတစ်ခုလုံးရဲ့အရေးကြီးဆုံးကာရီတာတွေထဲကတယောက်ဖြစ်လာခဲ့တယ်လို့Uchiha မျိုးနွယ်ရဲ့နောက်ဆုံးမျိုးဆက်တစ်ယောက်အဖြစ်ရှိနေပါတယ်။ဒါဆိုရင်သင်တို့ရော Sasuke မပါတဲ့ Naruto ဇလန်းဆိုရင်ကျွန်တော်တို့သိထားခဲ့တဲ့ Naruto ဇလန်းလောက်အောင်မြင်နိုင်မယ်လို့ထင်လား။သင်ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါအောင်နော်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားကြအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးဗျ။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ See you ပါ။